္ဂပါကျမကတော့အုံနောက်နဲ့အာယုံကျော်ထူးထူးဆရာဝန်ကြီးတွဲဘက်ပေါမခါထော်လာထက်ထက်လင်းဖြစ်ပါတယ်ကျမဒီနေ့ပြောမယ့်အကြောင်းအရာကတော့စီးကျိုသွေးကြိုကြောင့်အုံနောက်သွေးကြောပိတ်၍လေဖြတ်ခြင်းအကြောင်းပြီးကောင်းစရာကိုပြောကြမှာဖြစ်ပါတယ်အဲ့တော့လေဖြတ်တယ်ဆိုတာဘာလဲပေါ့နော်အဲ့တော့လေဖြတ်တယ်ဆိုတဲ့ဥစ္စာကတော့အုံနောက်ထဲမှာရှိတဲ့ဒီသွေးစီးဆင်းမှုတွေကရုတ်တရက်ပိတ်ဆို့သွားတာဒါမှမဟုတ်လို့ရှိရင်သွေးယိုသွားတာကြောင့်မလို့ဖြစ်ပြီးတော့အုံနောက်ထဲမှာရှိတဲ့ဒီ cells တွေကတိတ်ဆုံးပြီးတော့မှခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေအကုန်လုံးထိခိုက်သွားတာကိုလေဖြတ်တယ်လို့ခေါ်ပါတယ်အဲ့တော့ကျမတို့ကလေဖြတ်ယောဂအမျိုးအစားတွေကိုလူတွေခွဲခြားထားလဲပေါ့နော်လေဖြတ်ယောဂအမျိုးအစားအနေနဲ့ဆိုလို့ရှိရင်တော့2မျိုးရှိပါတယ်အုံနောက်သွေးကြောပိတ်၍လေဖြတ်ခြင်းနဲ့အုံနောက်သွေးယိုပြီးတော့မှလေဖြတ်ခြင်းဆိုပြီးတော့2မျိုး2စားရှိပါတယ်အဲ့တော့အုံနောက်သွေးကြောပိတ်၍လေဖြတ်ခြင်းပေါ့နော်အဲ့တော့အုံနောက်သွေးကြောပိတ်၍လေဖြတ်ခြင်းကတော့အဖြစ်အများဆုံးလေဖြတ်ယောဂဖြစ်ပြီးတော့သူကတော့ဒီလေဖြတ်ယောဂတွေပဲ80%ကျော်ကတော့အုံနောက်သွေးကြောပိတ်၍လေဖြတ်တာဖြစ်ပါတယ်ဘာကြောင့်မလို့ဖြစ်ရတာလဲဆိုတော့သွေးကြောထဲမှာသွားပြီးတော့မှဒီအဆီခဲတွေသွေးခဲတွေပိတ်ဆို့ခြင်းကြောင့်ဖြစ်ပါတယ်အဲ့တော့ဒီဖြစ်ရတဲ့အဓိကအကြောင်းရင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ဒီသွေးကြောတွေဟာအဆီခဲတွေနဲ့ဒီမာလာတယ်ပေါ့နော်သွေးကြောတွေမာလာတယ်နောက်တစ်ခုကကြတော့နှလုံးခုန်လုံးမမှန်တဲ့လူတွေနှလုံးခုန်လုံးမမှန်တဲ့လူတွေကသူတို့ရဲ့ဒီနှလုံးခုန်လုံးမမှန်တဲ့အတွက်ကြောင့်မလို့နှလုံးဒီအခန်းငယ်လေးတွေမှာသွားပြီးတော့မှသွေးခဲတွေပိတ်တယ်အဲ့ဒီသွေးခဲလေးတွေကနေမှသွားပြီးတော့မှသွေးကြောတွေကိုသွားပြီးပိတ်တယ်ဆိုလို့ရှိရင်လေဖြတ်ယောဂကိုဖြစ်စေနိုင်ပါတယ်နောက်လေဖြတ်ယောဂအမျိုးအစားတစ်ခုကတော့အုံနောက်သွေးကြောပေါက်တာပေါ့နော်သွေးယူခြင်းပေါ့အဲ့တော့ဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့သွေးတိုးမထိန်းနိုင်တာကြောင့်မလို့အုံနောက်သွေးကြောပေါက်နိုင်တယ်နောက်တစ်ခုကတော့မွေးရပါဒီသွေးကြောဖောင်းတဲ့ယောဂရှိတဲ့လူတွေကအကြောင်းတစ်ခုခုကြောင့်ပေါ့နော်အုံနောက်သွေးဒီသွေးတိုးတွေကြောင့်တော့၎င်းဒါမှမဟုတ်ထိခိုက်ဒဏ်ရာရတာတော့ကြောင့်၎င်းဒီသွေးကြောဖောင်းတာလေးတွေကပေါက်ထွက်သွားတဲ့အခါကျရင်လည်းအုံနောက်သွေးကြောပေါက်ပြီးတော့မှလည်းသွေးယူတဲ့ဒီလေဖြတ်ယောဂဖြစ်နိုင်ပါတယ်အဲ့တော့ကျမတို့လေဖြတ်ယောဂကိုဖြစ်စေတဲ့အကြောင်းရင်းတွေကိုဘာတွေရှိမလဲပေါ့နော်အဲ့တော့အကြောင်းရင်းအနေနဲ့မှာဆိုလို့ရှိရင်တော့ပြုပြင်ပြောင်းလဲရတဲ့အကြောင်းရင်းတွေရှိတယ်နောက်တစ်ခုကကြတော့ပြုပြင်ပြောင်းလဲရမရတဲ့အကြောင်းရင်းတွေရှိတယ်ပေါ့အဲ့တော့ပြုပြင်ပြောင်းလဲရမရတဲ့အကြောင်းရင်းတွေမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါလူတွေအသက်ကြီးလာတာပေါ့နော်အသက်ကြီးလာတာကတော့ဒါတနေ့တရက်ပြီးတရက်အသက်တွေကြီးလာတယ်အသက်တွေကြီးလာတော့ကျမတို့ရဲ့ဒီသွေးကြောတွေကမာလာတယ်အဲ့တော့လေဖြတ်ယောဂတွေဖြစ်လာနိုင်တယ်ပေါ့နောက်တစ်ခုကတော့သူဝေဒနာတွေတွေ့ရှိချက်အရာကတော့အမျိုးသားနဲ့အမျိုးသမီးတွေမှာဆိုလို့ရှိရင်တော့အမျိုးသားတွေကလေဖြတ်ယောဂကိုပိုဖြစ်တယ်လို့တွေ့ရှိထားပါတယ်နောက်တစ်ခုကတော့လူမျိုးပေါ့နော်လူမျိုးရဆိုလို့ရှိရင်တော့လေသူတို့သူဝေဒနာတွေတွေ့ရှိချက်အရာတော့လူမဲတွေနဲ့အာရှတိုက်သားတွေမှာပို့ပြီးတော့မှဖြစ်တယ်ပေါ့နော်ပြီးရင်မိဘမျိုးရိုးမှာလေဖြတ်ယောဂရှိတဲ့လူတွေနှလုံးယောဂရှိတဲ့လူတွေအဲ့ဒီလိုလူမျိုးတွေဆိုလို့ရှိရင်လည်းဒါလေဖြတ်ယောဂပို့ပြီးတော့မှဖြစ်နိုင်ပါတယ်နောက်အရင်တုန်းကဒီလေဖြတ်ယောဂဖြစ်ဖူးတဲ့လူတွေလေဖြန်းဖူးတဲ့လူတွေနှလုံးသွေးကြောပိတ်ဖူးတဲ့လူတွေကလည်းလေဖြတ်ယောဂကိုထပ်ပြီးတော့မှဖြစ်နိုင်တဲ့အကြောင်းရင်းတွေရှိပါတယ်အခုပြောမယ့်နောက်တစ်ခုကတော့ပြုပြင်ပြောင်းလဲရတဲ့အကြောင်းရင်းတွေပေါ့နော်ပြုပြင်ပြောင်းလဲရတယ်ဆိုတာကတော့ကိုယ့်ရဲ့သွေးတိုးယောဂရှိတဲ့ဥစ္စာကိုဆေးနဲ့ဒီမှန်မှန်တောက်မယ်ထိန်းချုပ်ထားမယ်ဆိုလို့ရှိရင်ဒါကာကွယ်နိုင်တဲ့ဥစ္စာပေါ့နော်နောက်တစ်ခုကကျတော့နှလုံးယောဂရှိတဲ့လူတွေနှလုံးကုန်မမှန်တဲ့လူတွေနှလုံးသွေးကြောကျဉ်းတဲ့လူတွေအဲ့ဒါတွေကလည်းဆေးတွေတည်တည်ချာချာတောက်မယ်ဆိုလို့ရှိရင်ဒါကာကွယ်နိုင်တယ်ပေါ့နောက်စီးချိုသွေးချိုရှိတဲ့လူတွေပြီးရင်သွေးအတွင်းမှာအဆီဓာတ်များတဲ့လူတွေလယ်ဘင်းမှာရှိတဲ့သွေးလွှတ်ကြောမှာဒီထူသွားတာတို့ကျဉ်းသွားတာတို့ဆိုလို့ရှိရင်လည်းဒါလေဖြတ်ယောဂဖြစ်နိုင်တယ်ပေါ့ဒါပေမဲ့ဒီလိုယောဂတွေရှိရဆိုလို့ရှိရင်လည်းဆေးကိုတည်တည်ချာချာတောက်ပြီးတော့မှထပ်မဖြစ်အောင်ကာကွယ်တဲ့ဆေးတွေတောက်မယ်ဆိုလို့ရှိရင်ဒါကာကွယ်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့ဆက်လက်တောက်တာအဲ့တော့ဆက်လက်တောက်တာဆိုလို့ရှိရင်လည်းသူကလေဖြတ်ယောဂကိုဖြစ်စေနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဆက်လက်တောက်တယ်ဆိုလို့ရှိရင်ကျမတို့ကဒီခန္ဓာကိုယ်ထဲမှာသွေးတွေပြစ်လာမယ်သွေးကြောတွေမာလာမယ်နောက်ဆက်တွဲအနေနဲ့ဒီသွေးတိုးယောဂတွေဝင်လာမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါလေဖြတ်ယောဂတွေဖြစ်နိုင်တယ်ပေါ့နောက်အရက်လွန်ကျွန်တောက်တယ်ဆိုလို့ရှိရင်လည်းထုံဒီ၎င်းမယ်နောက်ပိုင်းမှာသွေးတိုးယောဂတွေဝင်လာနိုင်တယ်ပြီးရင်ခန္ဓာကိုယ်လှုပ်ရှားမှုနည်းတဲ့လူတွေအဝါလွန်တဲ့လူတွေအဲ့တော့ခန္ဓာကိုယ်လှုပ်ရှားမှုနည်းတယ်အဝါလွန်တယ်ဆိုလို့ရှိရင်လည်းခန္ဓာကိုယ်အတွင်းမှာသွေးရင်းအဆီဓာတ်တွေများလာမယ်ပြီးသွားလို့ရှိရင်ဒီအဝါလွန်တဲ့လူတွေမှာလည်းအခုနောက်ဆက်တွဲအနေနဲ့အသက်အိတ်နေရင်လည်းအသက်ရှူရက်တဲ့ယောဂတွေပေါ့နော် obstructive sleep apnea လို့ခေါ်တဲ့ဒီယောဂတွေဝင်လာနိုင်တယ်အဲ့ဒီရဲ့ဒီယောဂရဲ့နောက်ဆက်တွဲအနေနဲ့ဆိုလို့ရှိရင်လည်းသွေးတိုးစီးကျိုးနှလုံးအကုန်လုံးထိလာပြီးတော့မှဒါလေဖြတ်ယောဂဖြစ်နိုင်တယ်ပေါ့အဲ့တော့ဒီအချက်တွေကတော့တကယ်တမ်းပြောလို့ရှိရင်တော့ကျမတို့တွေကကိုယ့်ဘာသာကိုဆေးတွေလည်းတောက်မယ်နေကျင်ငန်းတွေလည်းလုပ်မယ်ဆိုရင်တော့ဒါပြုပြင်ပြောင်းလဲရတဲ့အကြောင်းရင်းတရားတွေပေါ့နော်ဆိုတော့ကျမဒီနေ့ပြောမယ့်ဥစ္စာကလေဖြတ်ယောဂနဲ့စီးချိုသွေးချိုအန်ရယ်ပေါ့နော်ဆိုတော့စီးချိုသွေးချိုယောဂဆိုတာဘာလဲပေါ့အဲ့တော့စီးချိုသွေးချိုဆိုတဲ့ဥစ္စာကကျမတို့ဒီခန္ဓာကိုယ်ရင်းမှာအင်ဆူလင်လို့ခေါ်တဲ့ဒီဟော်မုန်းလေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒီဟော်မုန်းလေးကကောင်းမွန်စွာအလုံးမလုံးတာဒါမှမဟုတ်လို့ရှိရင်မထွက်တာကြောင့်မို့လို့သွေးရင်းမှာရှိတဲ့ဒီသကြားဓာတ်တွေကမြင့်တက်လာပြီးတော့မှဖြစ်ပေါ်လာတဲ့နာတာရှည်ယောဂပေါ့နော်
အဲ့တော့စီးကျိုသွေးကျိုအမျိုးအစားတွေကိုဘယ်နှမျိုးပြန်ခွဲထားလဲပေါ့အဲ့တော့အမျိုးအစား1နဲ့အမျိုးအစား2ဆိုပြီးတော့မှခွဲထားပါတယ်အဲ့တော့အမျိုးအစား1ဆိုတဲ့ဥစ္စာကတော့ကျမတို့ခန္ဓာကိုယ်ထဲမှာ pancreas ဆိုတဲ့ gland လေးတစ်ခုရှိတယ်ပေါ့နော်အဲ့ကနေပြီးတော့မှ insulin ကိုထုတ်ပေးရတယ်အဲ့တော့အဲ့ဒီ pancreas ကနေပြီးတော့မှ insulin ကိုလုံးဝမထုတ်လောက်နိုင်တဲ့အကြောင်းဖြစ်ပေါ်တဲ့စီးကျိုသွေးကျိုအမျိုးအစားတစ်ခုဖြစ်ပါတယ်အဲ့တော့အဲ့ဒီလူနာတွေကများသောအားဖြင့်တော့ကလေးတွေမှာအဖြစ်များပြီးတော့သူတို့တွေကဒီဘောတစ်သက်တာလုံး insulin ကိုထိုးဖို့အတွက်ကိုလိုအပ်ပါတယ်အဲ့တော့နောက်တစ်ခုကတော့အမျိုးအစားနဲ့စီးချိုသွေးချိုအမျိုးအစားပေါ့နော်သူကတော့ pancreas gland ကနေ insulin ကိုအလုံးလောက်မထုတ်နိုင်တာတော့ကြောင့်၎င်းဒါမှမဟုတ်လို့ရှိရင်ထုတ်ပေးတဲ့ insulin ကိုဒီခန္ဓာကိုယ်ရဲ့ cells တွေကအသုံးမချတာပေါ့နော်ဒီခန္ဓာကိုယ်ကနေတုံ့ပြန်မှုနေတာပေါ့ဖြစ်တာတွေကတော့လူကြီးတွေမှာလည်းအဖြစ်များတယ်ပြီးတော့အခုနောက်ပိုင်းဒီ changes ဖြစ်လာလူ lifestyle changes ပေါ့နော်လူနေမှုပုံစံတွေနဲ့ဆက်ဆက်ပြီးတော့မှဒီစီးချိုသွေးချိုအမျိုးအစားနှစ်ကတော့အဖြစ်အများဆုံးနဲ့အတွေ့ရှိရအများဆုံးဖြစ်ပါတယ်အဲ့တော့စီးချိုသွေးချိုလို့ဘယ်ချင်းခါမှာတတ်မှတ်မလဲပေါ့နော်ကျမတို့ကရေဘူးကအဖြစ်မနဲ့အစောကြီးဘာမှမစားခင်ပေါ့နော်ဒီသွေးရင်းတခြားဓာတ်ကိုစစ်လိုက်လို့126 mg/dl ထက်ကျော်နေတာနောက်တစ်ခုကကြတော့အစာစားပြီး2နာရီမှာဖောက်ကြည့်လိုက်လို့သွေးရင်းတခြားဓာတ်က200ကျော်နေတယ်ဆိုလို့ရှိရင်တော့ဒါရေဘူးရအဖြစ်အကျန်းမြင့်ပေါ့နော်စီးချိုယောဂရှိရလို့သတ်မှတ်နိုင်တယ်ပေါ့အဲ့တော့ဘယ်လိုလူတွေမှာစီးချိုသွေးချိုယောဂဖြစ်နိုင်တယ်လဲပေါ့အဲ့တော့မိသားစုမျိုးရိုးမှာစီးချိုသွေးချိုယောဂရှိတဲ့လူတွေနောက်တစ်ခုကကြတော့အသက်40ကျော်လာပြီးတော့မှအဝါလွန်တဲ့လူတွေပေါ့နော်အဲ့ဒီလိုလူမျိုးတွေကဒါစီးချိုသွေးချိုယောဂကိုပို့ပြီးတော့မှဖြစ်နိုင်တယ်ပေါ့အဲ့တော့စီးချိုသွေးချိုရဲ့ယောဂလက္ခဏာတွေကဘယ်လိုတွေနဲ့တွေ့ရမလဲပေါ့အဲ့တော့တချို့ဆိုလို့ရှိရင်ဘာတွေဖြစ်လာမလဲဆိုတော့ရေစာတယ်ပေါ့နော်ဒီ thirsty ဖြစ်တယ်နောက်တစ်ခုကကြတော့ frequent urination စီးတွေခဏခဏသွားတယ်ပြီးရင် unexplained weight loss ပေါ့ကိုယ်လေးချိန်ကရော့ကျလာတယ်ပြီးသွားလို့ရှိရင်မျက်လုံးအမြင်အာရုံတွေမှုံဝါးလာတယ်ပြီးရင်အနာကျက်တွေနှီးလာတယ်ခြေလက်ထုံကျင်လာတယ်အဲ့ဒီလက္ခဏာတွေကတော့ဒါစီးချိုသွေးချိုရဲ့ယောဂလက္ခဏာတွေထဲမှာပါတဲ့လက္ခဏာတွေပဲပေါ့နော်အဲ့တော့စီးချိုသွေးချိုကအရေးကြီးလားပေါ့အရေးကြီးတယ်ပေါ့နော်သူကဘာလို့လဲဆိုတော့စီးချိုသွေးချိုဖြစ်သွားပြီဆိုလို့ရှိရင်ဒါနောက်ဆက်တွဲဆိုးကျိုးတွေအများကြီးဝင်လာနိုင်တယ်စီးချိုရှိတယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီလေဖြတ်နိုင်ခြင်းကစီးချိုမရှိတဲ့လူတွေထက်ကိုသူက2ဆကနေ4ဆအထိကိုပိုများပါတယ်နောက်ပိုင်းစီးချိုတက်တန်းကြာလာတဲ့အမျှသူကကြောက်ကတ်တွေပျက်စီးလာမယ်စီးထဲမှာဒီ protein ဓာတ်တွေပေါ့နော်အသားဓာတ်တွေပါလာမယ်ပြီးရင်အမြင်အာရုံတွေထိခိုက်လာမယ်ပြီးရင်ခြေဘွားလက်ဘွားတွေတအားအောင်မှထုံကျင်ပြီးတော့သူ့ရဲ့ဒီအနာကျက်တာတွေဆိုလို့ရှိရင်လည်းအကုန်လုံးနှီးလာမယ်ပေါ့နော်ဆိုတော့စီးချိုရဲ့ဒီနောက်ဆက်တွဲအန္တရာယ်တွေကအများကြီးရှိပါတယ်အဲ့တော့စီးချိုရှိသွားပြီဆိုလို့ရှိရင်ဘာဖြစ်လို့လေဖြတ်နိုင်လဲပေါ့နော်ဘာကြောင့်မလို့လေဖြတ်စေနိုင်လဲပေါ့အဲ့တော့အဓိကကျမတို့အချက်တွေနဲ့ပြောမယ်ဆိုလို့ရှိရင်ပထမဆုံးကတော့သွေးရင်းနေရံတွေပျက်စီးသွားတာပေါ့နော်အဲ့တော့စီးချိုရှိယောဂရှိတဲ့လူတွေမှာသူ့ရဲ့ဒီတခြားဓာတ်တွေသွေးရင်းတခြားဓာတ်တွေကတအားမြင့်တက်လာတယ်အဲ့တော့မြင့်တက်လာတော့ဒီသွေးကြောတွေရဲ့အတွင်းနေရံကိုထိခိုက်ပျက်စီးတယ်ပေါ့နော်အဲ့တော့အဲ့ဒီနေရံတွေကသူကဘာတော့အဓိကလုပ်ပေးထားလဲဆိုတော့သွေးကြောလေးတွေကိုသူကချုံးမွေ့စေပြီးတော့သွေးခဲတွေမတက်အောင်ကောက်ွယ်ပေးထားတဲ့အလွှာလေးဖြစ်တယ်အဲ့တော့ဒီသွေးရင်းဒီအတွင်းနေရံလေးတွေအကုန်လုံးကထိခိုက်ပျက်စီးသွားတော့သွေးကြောတွေကဘာဖြစ်လာလဲဆိုတော့မာကျောလာတယ်ကျင်းမြောင်းလာပြီးတော့မှဒီအဆီခဲတွေသွေးခဲတွေကကတ်နိုင်ခြင်းတွေကပိုများလာတာပေါ့နော်နောက်တစ်ချက်ကတော့သွေးကြောတွေမာကျောလာတာအဲ့တော့မြင်မာတဲ့ဒီသွေးတခြားဓာတ်တွေကဘာဖြစ်လာလဲဆိုတော့မကောင်းတဲ့ကိုလက်စထရောပေါ့နော်ကျမတို့ဒီခန္ဓာကိုယ်ထဲမှာမကောင်းတဲ့ LDL ကိုလက်စထရောတွေကို oxidize ဖြစ်စေပြီးတော့သွေးကြောနေရံတွေမှာတွားပြီးတော့မှစုပုံလာစေတယ်ပေါ့အဲ့တော့အဲ့ဒီအဆီခဲတွေကတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုတော့သူတို့တွေကကြီးလာပြီးတော့မှသွေးကြောတွေကျင်းလာတာတွေသွေးကြောတွေမာလာတွေကိုဖြစ်စေပါတယ်နောက်တစ်ခုကကြတော့သွေးခဲဖြစ်ပေါ်လာတာပေါ့နော် thrombosis risk တွေများလာတာပေါ့အဲ့တော့ပျက်စီးနေတဲ့သွေးကြောနေရံတွေပေါ်မှာဒီသွေးခဲတွေပေါ့ဒီ blood clot တွေ thrombus တွေကအလွယ်တကူစုပုံဖြစ်ပေါ်လာတာပါအဲ့တော့အုံနောက်စီသွားတဲ့သွေးကြောတွေထဲမှာဒီသွေးခဲတွေကကြီးလာပြီးတော့မှသွေးကြောကိုလုံးဝပိတ်ဆို့သွားတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့တခြားနေရာမှာရှိတဲ့ဥပမာဒီလေပင်ပေါ့နော်လေပင်မှာသွေးကြောလေးတွေရှိတယ်အဲ့ဒီသွေးကြောကနေဖြစ်ပေါ်လာတဲ့သွေးခဲအစဒီ ambulance တွေကသွားပြီးတော့မှသွေးစီးကြောင်းနဲ့အတူအုံနောက်ထဲကိုရောက်ရှိသွားပြီးတော့မှသွေးကြောငယ်လေးတစ်ခုကိုဒါပိတ်ဆို့သွားတာပေါ့နော်နောက်ဆုံးမိတစ်ချက်ကတော့အုံနောက်ဆဲတွေတည်ဆုံးသွားတာပေါ့အဲ့တော့သွေးကြောပိတ်သွားတဲ့အတွက်ကြောင့်မလို့အုံနောက်ရဲ့တစ်စိတ်တစ်ပိုင်းတွေကဘာဖြစ်သွားလဲဆိုတော့သူကအောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေကိုမရရှိတော့ဘူးအဲ့တော့အောက်ဆီဂျင်မရတဲ့ဒီအုံနောက် cells တွေကခဏပိုင်းပေါ့နော်စက္ကန့်ပိုင်းမိနစ်ပိုင်းအတွင်းမှာကိုသူကတည်ဆုံးသွားတာအဲ့တော့အဲ့ဒီ cells တွေထိဆုံးထားတဲ့ဒီထိန်းချုပ်ထားတဲ့ပေါ့နော်ခန္ဓာကိုယ်ရဲ့လုပ်ငန်းတွေပေါ့အဲ့တော့ကျမတို့အခုစကားပြောနေတယ်အဲ့တော့စကားပြောတဲ့နေရာရဲ့သွေးကြောလေးကိုတွားပြီးတော့မှပိတ်သွားတယ်ဆိုလို့ရှိရင်ဒါစကားမပြောနိုင်တော့ဘူးရုပ်တရက်ကြီးဒါမှမဟုတ်လို့ရှိရင်လည်းဒီစကားပြောတာတွေကလုံးလာတယ်လေးလာတယ်ပေါ့နော်ပြီးတော့ဒီခန္ဓာကိုယ်ရဲ့လှုပ်ရှားနိုင်စွမ်းတွေပေါ့လက်တစ်ဖက်ခြေတစ်ဖက်လေးသွားတယ်လုံးဝလှုပ်လို့မရတော့ဘူးအဲ့တော့အဲ့ဒီလိုဆုံးရှုံးသွားတဲ့ဥစ္စာတွေကိုဖြစ်ပေါ်စေပါတယ်
တော့လေဖြတ်ခြင်းရဲ့လက္ခဏာတွေပေါ့နော်လူတစ်ယောက်လေဖြတ်သွားတယ်ဆိုလို့ရှိရင်ဘယ်လိုလက္ခဏာတွေရှိမလဲပေါ့အဲ့တော့ခုနကပြောသလိုပဲရုတ်တရက်ကြီးဒီလက်တွေခြေတွေကအားနေသွားတယ်များသောအားဖြင့်ကျမတို့ကတော့လေဖြတ်တယ်ဆိုလို့ရှိရင်ဘယ်ဘက်ချမ်းမှာသွေးကြောကြီးပိတ်သွားတယ်ဆိုလို့ရှိရင်ဒါညာဘက်ချမ်းကမလှုပ်တော့ဘူးပေါ့နော်လက်တွေခြေတွေလေးသွားတယ်အားနေသွားတယ်နောက်တစ်ခုကကြတော့မျက်နှာဆိုလို့ရှိရင်လည်းတစ်ချမ်းရွေ့သွားတယ်ပေါ့နော်များသောအားဖြင့်တော့သူကတစ်ဖက်သေးပဲဖြစ်လိရှိတယ်ပြီးရင်စကားပြောတဲ့အခါမှာလည်းခုနကပြောသလိုပဲစကားပြောတာမပြီးမသားတွေဖြစ်လာတယ်ပြီးသွားလို့ရှိရင် तू နားလဲတယ်ဒါပေမဲ့ပြန်မပြောနိုင်တော့ဘူးဒါမှမဟုတ်လို့ရှိရင်လည်းပြန်လည်းမပြောနိုင်ဘူးနားလည်းမလဲဘူးဆိုတဲ့ဥစ္စာလေးတွေဖြစ်လာတယ်ပြီးသွားလို့ရှိရင်ဒီမျက်စိပေါ့နော်မျက်စိအမြင်အာရုံလေးသူကချွန်ယွင်းလာတယ်ပြီးအကယ်၍များအုံနောက်သွေးကြောပိတ်တာမဟုတ်ဘဲနဲ့သွေးကြောပေါက်သွားတာတို့သွေးရုပ်တာတို့ဆိုလို့ရှိရင်လည်းသူကပြင်းထန်ခေါင်းကိုက်တဲ့ဥစ္စာတွေဖြစ်လာနိုင်တယ်ပြီးရင်နောက်ကျမတို့ရဲ့ဒီအနောက်ဘက်သွေးကြောလေးတွေမှာအုံနောက်မှာရှိတဲ့အနောက်ဘက်မှာရှိတဲ့ဒီသွေးကြောလေးတွေပိတ်တယ်ဆိုရင်လည်းသူကမူးဝေတာတို့ဟန်ချက်မထိန်နိုင်တာတို့အဲ့လိုလက္ခဏာလေးတွေလည်းဖြစ်ပေါ်နိုင်ပါတယ်အဲ့တော့လူတယောက်လေဖြတ်ပြီဆိုလို့ရှိရင်ကျမတို့ကဘယ်လိုမျိုးတွေကုသလဲပေါ့နော်အရေးပေါ်ကုသတဲ့ဥစ္စာကတော့ဒီလူတယောက်ကလေဖြတ်တာ4နာရီကနေ4နာရီခွဲအတွင်းပေါ့နော်ဆေးရုံကိုရောက်လာနိုင်တယ်ဆိုလို့ရှိရင်တော့ကျမတို့ကတော့ဒီသွေးခဲပျော်ဆေးကိုထိုးပေးတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီအုံနောက်သွေးကြောပေါက်တာဆိုလို့ရှိရင်တော့သူ့ရဲ့ဒီယောဂပေါ်မူတည်ပြီးတော့မှခွဲစိတ်ကုသမှုလိုရင်လည်းလိုနိုင်တယ်နောက်မှလို့ရှိရင်လည်းတောက်ဆေးနဲ့ပဲသွားတာမျိုးတွေကုသတာတွေလည်းရှိတယ်ပေါ့အကယ်၍ခုနကပြောတဲ့သွေးကြောဖောင်းတဲ့ဥစ္စာပေါ့နော် aneurysm ဆိုတဲ့ဥစ္စာလေးသာရှိနေတယ်ဆိုလို့ရှိရင်တော့ကျမတို့ကဒီခွဲစိတ်ကုသဖို့အတွက်တော့လိုအပ်ပါတယ်အဲ့တော့လူတစ်ယောက်ကဒီစီးချိုလည်းရှိတယ်လေလည်းဖြတ်သွားပြီဆိုလို့ရှိရင်တော့ဘလို့ဆေးမျိုးတွေပေးလဲပေါ့နော်အဓိကတော့ကျမတို့ကသွေးချင်းဆေးတွေပေးတယ်ပေါ့အဲ့တော့သွေးချင်းဆေးတွေပေးတဲ့အခါမှာလည်းဒီ aspirin တို့နောက်တစ်ခါကျတော့ clopidogrel ပေါ့နော်ဒီဆေးလေးတွေရှိတယ်သွေးချင်းဆေးလေးတွေအဲ့ဒါတွေကတော့ကျမတို့ဆရာဝန်ညွှန်ကြားချက်နဲ့ပဲဒါတောက်ရမယ်ပေါ့နော်ပြီးရင်စီးချိုသွေးချိုကိုထိန်းဖို့အတွက်ဒီအခုနောက်ပိုင်းပေါ်တဲ့ဆေးအသစ်တွေလည်းရှိတယ်အရင်ကတည်းကဒီ metformin တို့ gliclazide တို့ insulin ထိုးဖို့လိုတယ်ဆိုလို့ရှိရင်လည်းဒါထိုးရမယ်ပေါ့နော်အဲ့တော့စီးချိုထိန်းဆေးတွေလည်းတောက်ရမယ်ပြီးသွားလို့ရှိရင်နောက်တစ်ခုကစီးချိုနဲ့သွေးတိုးနဲ့ကလည်းအမြဲတမ်းတွဲနေတာများတယ်ပေါ့နော်ဆိုတော့သွေးကြဆေးဒီသွေးထိန်းဆေးလေးတွေလည်းတောက်ဖို့လိုအပ်တယ်ပြီးသွားလို့ရှိရင်နောက်တစ်ခုကကြတော့ဒီသွေးတွင်းအဆီဓာတ်များတဲ့လူတွေပေါ့နော်အဲ့တော့ cholesterol ကြဆေးပေါ့ statin ပေါ့အဲ့တော့ atorvastatin တို့ rosuvastatin အဲ့လို group အမျိုးအစားလေးတွေဒီလူနာရဲ့ယောဂပေါ်မူတည်ပြီးတော့မှပေးတာတွေရှိတယ်ဆိုတော့ဒီဆေးလေးတွေအကုန်လုံးကိုတောက်သုံးတင်တယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးကာကွယ်ရမလဲပေါ့နော်စီးချိုရှိတဲ့လူတစ်ယောက်ကလေမဖြန့်အောင်လို့ပေါ့ဆိုတော့အဓိကအဖြစ်သူ့ရဲ့ဒီစီးချိုကိုထိန်းနိုင်ရမယ်ပေါ့အဲ့တော့ကျမတို့ဒီ hemoglobin A1C လို့ခေါ်တဲ့3လမှာသူ့ရဲ့ဒီစီးချိုကဘယ်လောက်ထိန်းချုပ်နိုင်လဲဆိုတာကိုသိတဲ့ဥစ္စာလေးပေါ့နော်အဲ့ဒီ A1C လေးကိုဖောက်ပြီးတော့မှစစ်မယ်ဆိုလို့ရှိရင်သူက 6.5 အောက်မှာပဲထိန်းထားရမယ်နောက်တစ်ခုကကြတော့ကျမတို့အစာစားပြီး2နာရီမှာပေါ့နော်စီးချိုကိုဖောက်မယ်ဆိုလို့ရှိရင်လည်း180 mg/dl အောက်မှာပဲရှိစေချင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့သွေးပေါင်နဲ့ cholesterol ပေါ့အဲ့တော့စီးချိုရှိတဲ့လူတွေကသွေးတိုးယောဂတွေနဲ့လည်းသူဟာဒီတွဲနေတတ်တဲ့အတွက်ကြောင့်မလို့သွေးပေါင်ကဆိုလို့ရှိရင်လည်း130-80ရဲ့အောက်မှာပဲထားသင့်ပါတယ်နောက် cholesterol ဆိုလို့ရှိရင်လည်းဒီ LDL cholesterol ဆိုလို့ရှိရင်လည်း100 mg/dl အောက်မှာပဲထိန်းထားသင့်ပါတယ်အဲ့တော့အစားအသောက်ပေါ့နော်အစားအသောက်နဲ့ပတ်သက်ရင်ဒီ dietary control နေနေဆိုလို့ရှိရင်တော့စီးချိုရှိတဲ့လူတွေကဒီ carbohydrate ပေါ့နော်ကျမတို့မြန်မာလူမျိုးတွေကဒီထမင်းတအားစားတာပေါ့နော်ဆိုတော့အဲ့ဒီ carbohydrate ကစီဓာတ်ကိုတော့တိတိများစွာစားဖို့လိုအပ်ပါတယ်အဲ့တော့ဆန်လုံးညိုပေါင်မုံညိုအုတ်ဂျုံစတဲ့အမြင့်တက်များတဲ့ဒီ carbohydrate တွေကိုရွေးချယ်သင့်တယ်ပြီးသွားလို့ရှိရင်ကိုစားမဲ့ပမာဏကိုလည်းတွက်ချက်စားသုံးမှုအရေးကြီးတယ်ပေါ့နော်ထမင်းကိုအများကြီးစားလို့မရဘူးပေါ့နော်နောက်တစ်ခုကကြတော့တကြားကတော့လုံးဝရှောင်သင့်ပါတယ်အဲ့တော့ဒီဆိုတာတို့ကိတ်မုတ်တို့ကုကီတို့ချောကလက်စတဲ့ဒီတကြားနဲ့ပါတဲ့ဒီသီးဖြော်ရည်တွေပေါ့နော်အဲ့ဒီဥစ္စာတွေအကုန်လုံးကိုတော့ရှောင်ကျဉ်သင့်ပါတယ်နောက်တစ်ခုကကြတော့အဆီဓာတ်ပေါ့နော်အဆီဓာတ်ကိုရွေးချယ်စားသုံးတဲ့အခါမှာလည်းပြန်ကြော်စီတို့အမဲစီတို့ဝက်စီတို့ထက်ကိုဒီတန်တွင်စီတွေထောပတ်သီးတို့အခွန်မာသီးတို့ကရတဲ့ကောင်းမွန်တဲ့အဆီတွေကိုပဲစားပေးဖို့လိုအပ်ပါတယ်ပြီးရင်အသားဓာတ်ကိုလည်းမျှတစွာစားသုံးရမယ်ဒီဝက်သားတို့အမဲသားတို့လိုအနီရောင်အသားတွေကိုရှော့စားရမယ်ဒီပဲမျိုးတို့တိုဖူအဲ့ဒါတွေကိုပဲစားပေးသင့်တယ်ပေါ့နော်နောက်တစ်ခုကကြတော့အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေကိုသူကတနေ့တာမှာဒီများများစားပေးရမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ကိုယ်လက်လှုပ်ရှားမှုပေါ့အဲ့တော့နေ့စဉ်လေ့ကျင့်ခန်းကိုပုံမှန်လေးပြုလုပ်ပေးဖို့လိုအပ်ပါတယ်တစ်ပတ်ကိုမိနစ်150ဒါမှမဟုတ်လို့ရှိရင်တစ်ရက်ကိုနာရီဝက်ပေါ့နော်ပုံမှန်လေးလမ်းလျှောက်တာဒါမှမဟုတ်လို့ရှိရင်စပိန်စီးတာရေကူးတာအစတဲ့လေ့ကျင့်ခန်းတစ်မျိုးမျိုးကိုပုံမှန်လေးလုပ်ပေးသင့်ပါတယ်အဲ့တော့တစ်နေ့ကိုမိနစ်30လမ်းလျှောက်ခြင်းကလေဖြတ်နိုင်ခြင်းကို30%လျှော့ချပေးနိုင်ပါတယ်နောက်တစ်ခုကတော့ကိုယ်လေးချိန်ပေါ့နော်
အဲ့တော့ကိုယ်လေးချိန်များနေတယ်ဆိုလို့ရှိရင်လည်းကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်လေးချိန်ကိုရရှိဖို့အတွက်ကိုစူးစမ်းရမယ်ကိုယ်လေးချိန်ကဒီ900ခိုင်နှုန်းဒါမှမဟုတ်လို့ရှိရင်10%ခိုင်နှုန်းတော့ကြာဆင်းရုံနဲ့ပဲဒီတခြားသွေးတွင်းတခြားတဲ့ထိန်းညှိမှုကိုတိတိတတ်တာကောင်းမွန်စေပါတယ်နော်နောက်တစ်ခုကကြောင့်ကျမတို့စားတောက်မှုပေါ့နော်အဲ့တော့ me time အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အစာကိုနည်းနည်းနဲ့မကြာခဏစားပေးဖို့လိုအပ်ပါတယ်တနေ့ကိုကျမတို့ဒီ3နှက်စားတယ်ပေါ့နော်ဆိုလို့ရှိရင်လည်းပုံမှန်လေး3နှက်စားပြီးတော့ဂျားထဲမှာဒီကျန်းမာရေးနဲ့ညီညွတ်တဲ့တရေစာလေးတွေကိုပဲစားပေးရမယ်ပေါ့နော်အဲ့လိုစားပေးခြင်းအပြင်သွေးချင်းတခြားဓာတ်ကိုရုတ်တရက်မတက်အောင်ကာကွယ်ပေးပါတယ်နောက်တစ်ခါကျတော့ညနေစာကိုတော့စောစောလေးတော့စားပေးတဲ့နေပေါ့နော်ညအိပ်ရမဝင်ခင်ဒီညဘက်ညအိပ်ရမဝင်ခင်2နာရီ3နာရီအလိုမှာပဲနောက်ဆုံးပိတ်စားသုံးတင်ပါတယ်အဲ့တော့အခြားနေထိုင်မှုပုံစံတွေပေါ့နော် lifestyle habit အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့စိတ်ဖိစီးမှုကိုရှော့ချပေးရမယ်ပေါ့။ဘာဖြစ်လို့လဲဆိုတော့စိတ်ဖိစီးမှုကြောင့်ဒီ stress တွေကြောင့်မလို့သွေးရင်းတခြားဓာတ်တွေကတက်နိုင်ပါတယ်။အဲ့ဒါကြောင့်မလို့ယောဂကျင့်တာတရားထိုင်တာအနားယူတာလေးတွေပြုလုပ်ပေးသင့်ပါတယ်။ပြီးရင်လူတစ်ယောက်ကအေးအေးဝဝအိတ်သင့်ပါတယ်။တညကိုအနည်းဆုံး9နာရီကနေ10နာရီအိပ်ဆက်နားယူသင့်ပါတယ်။အေးအေးပြတ်ခြင်းကလည်းဟော်မုန်းဒီ balance ကိုမျှခြေကိုတွားပြီးတော့မှထိခိုက်စေပြီးတော့မှသွေးကြိုတွေကိုတက်စေနိုင်ပါတယ်။အဲ့တော့ lifestyle အနေနဲ့နောက်တစ်ခုကကြတော့ဆက်လက်နဲ့အရက်ကိုရှောင်ရမယ်ပေါ့နော်အဲ့တော့ဆက်လက်တောက်ခြင်းနဲ့အရက်တောက်ခြင်းဟာစီးကျိုယောဂရဲ့နောက်ဆက်တွဲပြဿနာတွေကိုပုံမဆိုးဝါးစေပါတယ်အဲ့တော့ဆက်လက်တောက်ခြင်းဟာသွေးကြောထိခိုက်မှုကိုသုံးဆပိုဆိုးစေတဲ့အတွက်ကြောင့်မလို့ဆက်လက်ကိုလည်းဖျက်ရမယ်အရက်ကိုလည်းဖျက်ရမယ်ဒါမှတဖြည်းဖြည်းနဲ့ဒီသူ့ရဲ့စီးလေဖြတ်တဲ့အန္တရာယ်တွေအကုန်လုံးကိုသူကအကာအကွယ်နိုင်မှာပေါ့နော်အဲ့တော့စီးချိုသွေးချိုရှိတဲ့လူတွေကဘယ်လိုမျိုးတွေလုပ်ရမလဲဆိုတော့ regular medical check up ဒီဆရာဝန်နဲ့ပုံမှန်ပြသပြီးတော့မှဒီဆရာဝန်ညွှန်ကြားတဲ့အတိုင်းကိုဆေးမှန်မှန်တောက်တင်ပါတယ်မိမိဖာသာလည်းဒီ RBS ပေါ့နော် random blood sugar ဒီသွေးချို glucose ကိုလည်းပုံမှန်လေးစစ်ဆေးတင်ပါတယ်မနက်အစောကြီးမစားဘာမှမစားခင်မှာဖောက်ရမယ်ပြီးသွားလို့ရှိရင်အစာစားပြီး2နာရီမှာဖောက်ရမယ်ပေါ့နော် monitor လေးတွေလုပ်တင်ပါတယ်ပြီးရင် hemoglobin A1C စစ်ဆေးမှုကိုလည်း3လတစ်ချိန်မှာပြုလုပ်ပြီးတော့သူ့ရဲ့ဒီရေရှည်ပေါ့နော်စီးကျိုသွေးချိုထိန်းညှိမှုကိုလည်းစောင့်ကြည့်ရပါမယ်ပြီးရင်မျက်စိကြောက်ကက်အာယုံကြောစတဲ့ဒီနောက်ဆက်တွဲဆိုးကျိုးတွေရှိမရှိကိုလည်းပုံမှန်စစ်ဆေးတင်တယ်ပေါ့နော်စီးကျိုရှိတဲ့လူတွေကဒီ cataract ဒီအတွင်းတိမ်တွေလည်းသူကနောက်ပိုင်းမှာဖြစ်လာနိုင်တဲ့အတွက်ကြောင့်မလို့မျက်စိကြောက်ကက်အာယုံကြောတွေအကုန်လုံးကိုလည်းပုံမှန်လေးတော့စစ်ဆေးတင်ပါတယ်အဓိကချက်အနေနဲ့ပြောချင်တာကတော့စီးကျုံနဲ့သွေးတိုးနှစ်ခုကိုတွဲထိန်းရပါမယ်။စီးကျုံနဲ့သွေးတိုးကိုထိန်းနိုင်ပြီဆိုလို့ရှိရင်တော့လေဖြတ်နိုင်ခြေကို90%အထိလျှော့ချနိုင်ပါတယ်။ညီကုန်းချုပ်အားဖြင့်ပြောချင်တာကတော့စီးကျုံကိုကောင်းမွန်စွာထိန်းချုပ်ခြင်းဖြင့်လေဖြတ်ခြင်းပါဝင်နောက်ဆက်တွဲဆိုးကျိုးတွေကိုကာကွယ်နိုင်ပါတယ်။ဤနည်းလမ်းတွေကိုနေ့စဉ်လိုက်နာခြင်းဖြင့်စီးကျုံနဲ့လေဖြတ်ခြင်းအန္တရာယ်ကိုထိရောက်စွာလျှော့ချနိုင်ပြီးကာကွယ်နိုင်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။